ဖြူသောအမောင်မေမေချစ်တဲ့သားကြီးအခုတော့အရက်ဆိုင်မှာပေါ့ပြပြအပြိုစစ်တဲ့မိန်းကလေးနဲ့မှလက်ထပ်မယ်ဆိုတဲ့အတွေးတွေလည်းမရှိတော့ဘူးတိတ်ဆိတ်တဲ့တည်တည်တစ်လုံးလိုတွေးခေါ်ခြင်းခဲ့တာအပြစ်ဆိုလို့ပတ်စံမရှိတဲ့အပြစ်ပဲရှိပါတယ်အနော်ရထားလမ်းမကြီးကိုကို့အမေလင်ပိုင်းတဲ့လမ်းမကြီးလိုသဘောထားပြီးညနေဆိုထွက်လာနေကြတွေးတန်းတေးလေးများဆက်ဆံရေးရိုးရှင်တယ်တညာလုံးအလို့ရပြီးသားနှုတ်ကြမှုနဲ့တချင်းတွေဖွင့်ရင်အဲ့ဒီမနက်မြေလန်ရှာရမယ့်အမောင်ဟာကို့မိုက်တွင်ပဲဖြစ်ပါစေကျဉ်နဲ့တက်ရမှာပဲခွေယူပြန်ယောဂရနေတဲ့လူလိုနေအလင်းရောင်ကိုရှောင်ရှားတတ်လာတယ်မောင်ကြီးကြကြလက်ဖက်ရည်တစ်ခွက်ပေးပါတောင်ချိုးတနေရာမှာလောကကိုဆက်ချေရတာပေါ့မိန်းမတယောက်ကပညာတတ်ပြီးဘွဲတွေတတိတန်းရပြီးမှအမကြီးကြီးကိုရွေးကျွလုံမိတဲ့ကဘာမှာကိုးကွယ်မသူကြက်ချီကများအဖြစ်ကိုမရွေးချယ်ခဲ့ပါကို့ဖျားရမှုနဲ့ကိုသာခြေနဲ့ပျော်ရှင်တက်လို့သူတယောက်မကဒီလဲမြေမှာစီးလုံးကြပါစေရွှေကျဲမှု